လည်းမင်္ဂလာပါဒီနေ့မှာတော့တော်တော်များများမေးလေးရှိရေပေါ့နော် scholarship ရှောက်လို့ရှိရင်စောပြီးတော့ရှောက်ရမလားဒါမှမဟုတ်ရှင်နောက်ကျမှရှောက်ရမလားပေါ့နော်ဘယ်ချိန်မှရှောက်တင်လဲပေါ့ဒီနေ့တော့အဲ့အကြောင်းလေးကိုရှင်းပြလုပ်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးပြောချင်တာကတော့ဒီ earlier the better ပါကိုဘက်ကစောနိုင်သမျှစောရှောက်လေးပိုကောင်းလေးပေါ့နော်ဒါပေမဲ့တစ်ခါလေးဆက်လို့ရှိရင်ကိုကအချိန်ယူခြင်းသေးတယ်အခုရှောက်ရမလားနောက်တော့မှရှောက်ရမလားပေါ့နော်ဘယ်ချိန်ရှောက်ရမလဲပေါ့ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးထဲမှာ base scholarship တွေဆိုရင်တော့တခြားလေးအချိန်ယူလို့ရပြီးတော့ base scholarship တွေဆိုရင်တော့ကိုဘက်ကနေပြီးတော့ပေါ့နော်ဒီမြန်မြန်ရှောက်ဖို့လိုတယ်ဆိုတာလေးတွေကိုပြပေးသွားပါမယ်ရင်းဆောင်ကတော့ကိုရှောက်မဲ့ scholarship ရဲ့ deadline တွေကိုတခြားသိဖို့လိုတယ်ပေါ့နော်ကိုရှောက်မဲ့ scholarship ကတစ်ချိန်တစ်ခါပဲခေါ်တဲ့ scholarship လားဒါမှမဟုတ်လို့ရှိရင်round နေနေပေါ့နော်လှည့်ပြီးတော့ခေါ်တဲ့ scholarship လားပေါ့အခုဒီ scholarship ကတော့ fixed single deadline ပေါ့နော် deadline တစ်ခုတည်းပဲရှိရဲတစ်ချိန်တစ်ခါတည်းပဲခေါ်တယ်ပေါ့များသောအားဖြင့်ကတော့ blue scholarship တွေလဲဆိုရင် organization တွေကပေးရဲ့ scholarship တွေ government တွေကပေးရဲ့ scholarship တွေပေါ့နော်ဥပမာပြောရမယ်ဆိုရင် prospect Burma တို့China stream scholarship တို့ပြီးလို့ရှိရင် GKS တို့ဒါတွေဆိုလို့ရှိရင်တို့မှာ deadline ကတစ်ခုပဲရှိရဲပေါ့နော်ဒီလိုမျိုး scholarship တွေဆိုရင်တော့ကိုယ့်ဘက်ကအရင်လောစရာတော့မလိုဘူးပေါ့နော်တို့သတ်မှတ်ထားတဲ့ deadline မတိုင်ခင်ထပ်နိုင်ရပြီပေါ့နော်ဒီအတွက်ကြောင့်မလို့ကိုကတခြားလေးအချိန်ယူပြီးတော့ပြင်ဆင်လို့ရပါတယ်ဒီလို scholarship မျိုးတွေဆိုရင်ကတော့ပေါ့နော်ကိုကတခြားလေးအချိန်ယူပြီးတော့ပြင်ဆင်နေပါတယ်ဘာဖြစ်လို့လဲဆိုရင်များသောအားဖြင့်ဒီ government scholarship တွေ organization scholarship တွေဆိုရင်လူအများကြီးဝိုင်းလျှောက်တာပေါ့နော်အဲ့တော့လူပေါင်းရာပေါင်းထောင်ပေါင်းတွေကနေပြီးတော့မှကိုယ့်ရဲ့ scholarship ကအရွေးခံရဖို့အတွက်ဆိုလို့ရှိရင်ကိုယ်မှာ unique ဖြစ်တဲ့အချက်တွေအများကြီးရှိမှရမှာပေါ့နော်ဒီအတွက်ကြောင့်မို့လို့လုံးဝ strong ဖြစ်တဲ့ application တစ်ခုဖြစ်ဖို့အတွက်ကိုတခြားလေးအချိန်ယူပြီးတော့ပြင်ဆင်မှုလိုပါတယ်နောက်တစ်ချက်ကတော့ဒီလိုမျိုး scholarship တွေကပေါ့နော်သူတို့သတ်မှတ်ထားတဲ့ official deadline ပြီးမှသာလျှင်ဒီ applicants တွေရဲ့ form တွေကို review တွေလုပ်တယ်ပြီးလို့ရှိရင်ဒီscholarship recipients တွေရွေးတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့ကိုကအရေးကြီးဆုံးကသူတို့သတ်မှတ်ထားတဲ့ deadline မတိုင်ခင်မှာရှောက်နိုင်ရပါပြီနောက်ထပ် scholarship တစ်မျိုးကတော့several rounds and deadlines ပေါ့နော်ဒါကတော့ဘာပြောချင်တာလဲဆိုရင်သူ့မှာ deadline ကခုနလိုမျိုးတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ဥပမာ January 31ဆိုရင် January 31တစ်ရက်တည်းမဟုတ်ဘူးသူ့မှာက round တွေပေါ့နော်တတုပ်ပြီးတတုပ်ခေါ်တယ်round 9မှာလည်းသူ့ရဲ့ deadline နေနဲ့သူရှိရပေါ့နော်ဒီလိုမျိုး scholarship တွေကဘယ်မှာအတွေ့များလဲဆိုရင်များသောအားဖြင့်ကတော့ university scholarship တွေမှာအတွေ့များပါတယ်နောက်တစ်မျိုး institutional scholarship လို့လည်းခေါ်တယ်ပေါ့နော်ဒီလိုမျိုး scholarship တွေဆိုရင်တော့ကိုယ့်ဘက်ကနေနိုင်သမျှပေါ့နော်မြန်မြန်ရှောက်တာတော့အကောင်းဆုံးဖြစ်ပါတယ်။ဘာဖြစ်လို့ဒီလိုမျိုး different round stage different deadline တွေနဲ့ခေါ်တဲ့ scholarship တွေကိုမြန်မြန်ရှောက်တင်လဲဆိုရင်နံပါတ်1အရေးကြီးဆုံးအချက်ကတော့များသောအားဖြင့်ဒီလိုမျိုး scholarship တွေက first come first serve ဖြစ်တတ်ပါတယ်ပြောချင်တာကတော့ပေါ့နော်အရင်ရှောက်တဲ့သူကိုအရင်ဆုံး scholarship အတွက်ထည့်သွင်းစဉ်းစားပေးရမျိုးဖြစ်ပါတယ်ဒီမှာဆိုရင်တို့ကများသောအားဖြင့် limited seat တွေရှိတတ်ပါတယ်ဥပမာဘယ်လိုမျိုးလဲဆိုလို့ရှိရင်တို့ကဒီ major မှာ9ယောက်ပဲ scholarship ပေးမယ်လို့သတ်မှတ်ထားရဲဆိုရင်ပေါ့နော်ဒီ early round တွေမှာရှောက်တဲ့လူတွေကတို့ပေးခြင်းတဲ့ scholarship အရေးအတွက်9ခုပြည့်သွားပြီဆိုလို့ရှိရင်နောက်ထပ်ပေါ့နော်ဒီနောက်ပိုင်း round ကလူတို့ကထပ်ပြီးတော့မပေးတော့ဘူးပေါ့နော်ဒီအရှိမာကတို့နှစ်သက်တဲ့သူကို scholarshipပေးပြီးတော့ပေါ့နော်9ယောက်လေးပြည့်သွားပြီဒီအတွက်ကြောင့်မလို့နောက် round လူတွေကိုထည့်ပြီးတော့မစင်စားပြီးတော့ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဘယ်မှာအတွေ့အများလဲဆိုရင် KMIDL ပေါ့နော်KMIDL မှာဆိုလို့ရှိရင်သူကများသောအားဖြင့်အရှိ round တွေမှာရှောက်လေ scholarship ကပို့ပြီးတော့မှရနိုင်ခြင်းများလေဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီနောက် round ဆိုလို့ရှိရင်ပေါ့နော်ခုနပြောသလိုမျိုး limited seat ရှိတဲ့အတွက်ကြောင့်မို့လို့အကယ်၍အရှိမှာသူတို့ပေးခြင်းတဲ့အရေးအတွက်ပြည့်သွားရဲဆိုရင်ကိုကနောက်ပိုင်းတိုင်းမရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ဒါပေမဲ့တစ်ခါတလေရှေ့ round ပေါ့နော်ဒီ early round မှာရှောက်ခဲ့တဲ့သူတွေပေါ့နော် scholarship ရခဲ့တဲ့သူတွေတွေကမှအကြောင်းကြောင့်မို့လို့ပေါ့နော်ဒီ scholarship ကိုလက်မခံဘူးပေါ့ဥပမာအခြား scholar တစ်ခုရသွားလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရှင် percentage နဲ့အတွက်ဒီ scholarship ကိုမယူဘူးပေါ့နော်ဒီလိုမျိုးတွေဆိုလို့ရှိရင်ဒါ scholar ရတဲ့သူကနေပြီးတော့ scholarship ကိုမယူဘူးဆိုပြီးတော့ကျောင်းဘက်ကို email ပြန်ပို့မယ်ပေါ့နော်ဒီလိုဆိုရင်တော့သူတို့ဒီ scholarship အတွက်ကိုနောက်ထပ်ပေါ့နော်ဒီနောက်ပိုင်း round တွေမှာပြန်ပြီးတော့အစားတို့ပြန်ပေးပါတယ်အဲ့လိုမျိုးတွေတော့ရှိပါတယ်
ဒါပေမဲ့ပေါ့နော်ဒီလိုအချိန်မျိုးကအရှိရ scholar ရခဲ့တဲ့သူကဒီ scholarship ကို give up လုပ်မှသာလေနောက်ကလူစဉ်းစားပြရဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့တိတ်တော့မတိကြဘူးပေါ့နော်ဒါကြောင့်မလို့ကိုက university ကပေးရဲ့ scholarship တွေကိုရှောက်မယ်ဆိုလို့ရှိရင်တက်နိုင်သမျှကတော့ early rounds တွေပေါ့နော်စောနိုင်သမျှစောစောရှောက်တာကတော့ကိုယ့်အတွက်အခွင့်အရေးပိုများပါတယ်နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကတော့အကယ်၍ပေါ့နော်ကိုကအရှိ round လေးမှာရှောက်တယ်ကို scholar မရခဲ့ဘူးပေါ့ဒီလိုမျိုးဆိုလို့ရှိရင်ကိုကဥမာထားပါတော့သူက round 5 round ခေါ်တယ်ကိုက early round မှာရှောက်တယ် scholarship ကပါမသွားဘူးပေါ့နော်ဒါဆိုရင်နောက်ထပ်ကျန်တဲ့ first round second round third round and ဒီလိုမျိုး round တွေမှာပေါ့နော်ကိုထပ်ဝင်ရှောက်လို့ရသေးတယ်အဲ့လိုမျိုးရှောက်ဖို့ရအတွက်ကိုမှဒီအရှိရကိုရှောက်ခဲ့တယ်ပေါ့နော် application ကို review လုပ်ဖို့တွေပြန်ပြီးတော့ပြင်ဆင်ဖို့တွေအချိန်ရတယ်ပေါ့နော်ကိုကနောက် round တွေမှာကတ်ရှောက်တယ်ဆိုရင် scholarship မရခဲ့ဘူးဆိုရင်ကိုမှပြန်ပြီးတော့ပြင်ဆင်မှုပေါ့နော်ထပ်ရှောက်လို့ရမယ် round မကြံတော့မှဆိုလို့ပေါ့နော်ဒါကြောင့်မို့လို့ကိုကအရှိ round တွေမှာရှောက်ထားမယ်ဆိုရင်ကတော့အကယ်၍ scholarship မရခဲ့ဘူးဆိုရင်တော့နောက် round တွေမှာပြန် try ဖို့အတွက်ကိုပြန် review လုပ်ဖို့အချိန်ရပါတယ်ဒါဆိုရင်ဘယ်အချိန်မှရှောက်အောင်လဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်အားလုံးပဲ good luck ပါ